မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မက grade 5 unit 1 lesson 1က number 2C လေးကိုလုပ်ပြပေးမှာဖြစ်ပါတယ်ရှင် OP 2C လေးမှာပေးထားတယ်ဘာလုပ်ရမလဲဆိုတဲ့ instruction ညွှန်ကြားချက်လေးကြည့်မယ်နော်သူကပေးထားတာက in pairs နှစ်ယောက်တွဲပြီးတော့ make request for the activities in 1A 1A ကလုပ်ဆောင်ချက်ကလေးတွေအတွက်ကျွန်မတို့က make request မြတ်တာရက်ခံချက်လေးတွေလုပ်ရမယ် and ပြီးတော့ give response as in the exam ဥပမာပေးထားသလိုကျွန်မတို့တုံ့ပြန်ချက်ကလေးပေးရမယ်ပေါ့နော်တုံ့ပြန်ချက်ဆိုတာမင်းတပည့်ရေနောက်စားရပြမင်းတပည့်ရေလောင်းပေးနိုင်မလား can you water the plants please ဆိုရင်လုပ်ပေးမှာပေါ့ဆို okay I will sure I will yes I will လုပ်မပေးနိုင်ဘူးဆို I'm sorry I am busy now တောင်းပန်ပါတယ်နော်ငါအခုလှုပ်ရှုပ်နေလို့ပါစသည်အဖြစ် I'm sorry I am like this tired now ငါအခုပင်ပန်းနေလို့ပါစသည်အဖြစ်ပြန်ပြီးတော့response ပေးရမှာဖြစ်တယ်တုံ့ပြန်ချက်ပေးရမှာဖြစ်တယ်ပြန်ဖြေတာဖြစ်တယ်ပေါ့နော် okay ဒါဆိုဥပမာမှာပေးထားတာလေးတူတူကြည့်မယ်နော် okay ဥပမာပေးထားတာက can you water the plants please okay ဒီမှာလေးဥပမာမှာလေးចောင်းသားလေး2ယောက်ရှိနေထားလိုက်တော့လူ2ယောက်ရှိတယ် A နဲ့ B ပေါ့နော် A ကနေမေတ္တာရက်ခံချက်ပေါ့နော် request လေးလုပ်လိုက်တယ်ပေါ့နော် can you water the plants please ကျေးဇူးပြုရေအပင်လေးတွေရေလောင်းပေးနိုင်မလားလို့မေးတယ်အဲ့ချိန်မှာ B က I'm sorry တောင်းပန်ပါတယ်နော် I'm busy now ငါအခုအလုပ်ရှုပ်နေလို့ပါလို့ပြန်ဖြေတယ်ဒါညင်းတာပေါ့နော် refuse လုပ်တာပေါ့ okay ကျမတို့ကဒီမှာ activities in 1A 1A ကဒီချေတို့ကလုပ်ဆောင်ချက်ကလေးတွေကိုသွားပြီးတော့ request ကလေးတွေသွားလုပ်မယ်ပြီးလို့ရှင်တယောက်က request လုပ်ရမယ်ပေါ့။နှစ်ယောက်တည်းပြီးတော့နောက်တစ်ယောက်ကကျတော့response ပေးရမယ်ပေါ့။ဟုတ်ပြီနော်အပြင်မှာတော့ role play လို့လုပ်ရမှာဖြစ်တယ်ဒါပေမဲ့ဒီချေကတော့ဒီမှာစာလေးတွေရေးပြမယ်ပေါ့နော်ဘယ်လိုလေးရေးရမယ်ဆိုတာ okay တူတူဆက်သွားမယ် okay number 1number 1ကလေးอ่ะဒီချေတို့က make the bed အဲ့ရသိမ်းမှာပေါ့နော် okay ဒီချေတို့ကအဲ့ဒါဆိုလို့ချင်းကျေးဇူးပြု၍အဲ့ရသိမ်းပေးနိုင်မလားလို့ request လုပ်မယ်ဆိုဘယ်လိုလုပ်မလဲ can you make the bed please ရှင်းတော့လည်းလုပ်ခဲ့ဘူးလေเนาะ can you make the bed please ကျေးဇူးပြု၍အဲ့ရသိမ်းပေးနိုင်မလားဆိုရင်သိမ်းပေးမှာပေါ့ဆိုရင် yes I will သိမ်းပေးမယ်ဒါမှမဟုတ်လည်း okay I will sure I will စသည်အပြင်ဖြစ်မယ် okay နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုက tidy up the desk စပွဲကုံတန်ရှင်းလုပ်တယ်စပွဲကုံတန်ရှင်းလုပ်ပေးနိုင်မလားဆိုလို့ရှင် can you tidy up the desk please 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 ကျေးဇူးပြုရဲ့စပွဲကုံတန်ရှင်းလုပ်ပေးနိုင်မလားအဲ့ဒါဆိုရင်ကဲညင်းမယ်ဘယ်လိုညင်းမလဲ I'm sorry I am sorry so sorry တောင်းပန်ပါတယ်နော် I'm busy now ငါအခုအလုပ်ရှုပ်နေလို့ပါစသည်အဖြစ်ညင်းမယ်ပေါ့နော်လှုပ်ရှုပ်နေတာမောပန်းနေတာမအားသေးတာစသည်အဖြစ်ပြောလို့ရတယ်ဒီမှာတော့ I'm sorry I'm busy now နဲ့ဒီချက်ရေးပြလိုက်တယ်နော် okay နောက်တစ်ခုက fold the clothes အဝတ်ခောက်တာဒါဆိုရင်ကျေးဇူးပြုရဲ့ဝတ်စားခောက်ပေးနိုင်မလားဆိုရင်ဘယ်လိုပြောမလဲ can you fold the clothes please ကျေးဇူးပြုရေအဝတ်ခောက်ပေးနိုင်မလားဟုတ်ဘူးနော်အဲ့ဒါဆိုရင်လုပ်ပေးမှာပေါ့ဆိုရင်ဘယ်လိုပြောမလဲ sure I will နဲ့ပြောလိုက်မယ် sure I will ဒါမှမဟုတ်လဲ yes I will okay I will တခုခုပေါ့နော် okay နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုက clean the window ပြတင်းမှန်တန်ရှင်းရေးလုပ်တယ်အဲ့ဒါဆိုပြတင်းမှန်တန်ရှင်းရေးလုပ်ပေးနိုင်မလားဆိုရင်ဘယ်လိုမေးရမလဲ can you clean the window please can you clean the window please ပြတင်းမှန်တန်ရှင်းရေးလုပ်ပေးနိုင်မလားအဲ့ဒါဆိုလို့ရှိရင်ကဲတောင်းမှကဲသူကညင်းမယ်ညင်းတယ်ဆိုရင်ဘယ်လိုညင်းမလဲ I'm sorry ဘာဖြစ်နေတယ်လို့ညင်းမလဲမအားသေးဘူးလို့ညင်းမလားလှုပ်ရှုပ်နေတယ်လို့ညင်းမလားနောက်ကပင်ပန်းနေတယ်လို့ညင်းမလားဒီချေကတော့ဒီမှာ I'm sorry I'm tired now ငါအခုပင်ပန်းနေလို့ပါလို့ပြောလိုက်မယ် TIRED tired NOW now I'm sorry I am tired now နဲ့ညင်းလိုက်မယ်နော်နောက်တစ်ခုက number 5က mop the floor ကျန်းတိုက်တာဒါဆိုလို့ရှိရင်ကျေးဇူးပြုရဲ့ကျန်းတိုက်ပေးနိုင်မလားဆိုဘယ်လိုပြောမလဲ can you mop the floor please ကျေးဇူးပြုရေကျန်းတိုက်ပေးနိုင်မလားအဲ့ဒါဆိုလို့ရှင်ကဲ okay တိုက်ပေးမယ်ဆိုလို့ရှင် okay I will ပေါ့နော် okay I will နော်ဒီမှာပြောတဲ့ပြောစကားလေးတွေက like this student A student B နှစ်ယောက်ပြောရမှာလေးတွေဖြစ်တယ်နော် okay နော်